ကဲဒီနေ့တော့တအိမ်လုံးခေါင်းမဖော်တဲ့အားပေးကြတဲ့ဟင်းအတွက်ဆက်လေးချက်ကျွေးဖြစ်ပါတယ်ငရက်နဲ့တန်းတလွန်သီးကိုအချင်းကျက်လေးချက်ထားတာရဲ့ငရုတ်သီးချက်သွန်နေထောင်းလေးရဲ့ပါကဲငရံလေးတွေကိုရေးတခြားဆေးပေးပြီဆိုရင်တော့စားကြက်သားမော်စနွန်းမော်လေးထည့်ပြီးတော့မှရတာလေးဆင်းအောင်နှဲပြီးတော့နှက်ထားပေးလိုက်မယ်ကဲအသီးနှံလေးတွေလည်းအစင်းသင်းလောက်ထားပြီးပြီဆိုတော့ချင်းချက်သွန်ဖြူနေကိုစနွန်းမော်ရောင်တင်မော်လေးထည့်ပြီးတော့မှညနေအောင်ထောင်းထားပေးလိုက်မယ်ကဲဒါဆိုရင်တော့ကျမတို့စချက်လို့ရပါပြီဒဲတဲ့ကိုစီလေးလိုတလောက်ထည့်လိုက်မယ်ထောင်းထားတာလေးတွေကိုငပိစိမ့်စားရေဖြောထားတာလေးထည့်ပြီးတော့မှအနံလေးမွေးတည်ဒီစီတက်လိုက်ပါမယ်ပြီးရင်တော့အရသာနဲ့ထားတဲ့ငါးလေးတွေနဲ့အာလူးလေးတွေထည့်ပြီးတော့မှတေချာလေးနှမ်းဆက်အောင်မွေးပြီးတော့လုံထားပေးလိုက်ပါမယ်ကဲတေချာလေးလုံးပြီးတော့ပြီဆိုရင်တော့ရင်နွေးလေးလိုတလောက်ထည့်ပြီးတော့မှအဖုံးလေးအုပ်ပြီးတော့တည်ထားပေးလိုက်မယ်ကဲတဖြည်းဖြည်းတည်လာရင်းနဲ့ငါးလေးတွေလည်းချက်ဆပြူလာပြီဆိုရင်တော့အရသာတွန်းငံပြိုင်နဲ့ချုံမုံလေးလိုက်လိုက်ပါမယ်ပြီးရင်တော့အတင်လီးချွတ်ထားတဲ့တန်းတလွန်သီးလေးတွေထည့်လိုက်မယ်တန်းတလွန်သီးတွေမြုပ်သွားအောင်ကျမကရင်နွေးလေးနဲ့ငယ်ထည့်ပြီးတော့မှတည်ထားပေးလိုက်ပါမယ်နောက်ဆုံးမှာမကြီးရည်လေးနဲ့နနမင်းလေးအုပ်လိုက်မယ်ဆိုရင်တော့ကျမတို့ရဲ့ငါးအချင်းချက်လေးကစားလို့ရပါပြီဟင်းလေးနဲ့အရန်ကိုလိုက်ဖက်တဲ့ကြက်သွန်နီမြုပ်သီးထောင်းလေးထောင်းပါမယ်ကြက်သွန်နီထောင်းမယ်ဆိုရင်တော့အယောင်ရင်းတာနဲ့နှုတာနှစ်မျိုးရှိတယ်ဆိုရင်တော့အယောင်နှုပြီးတော့အခွန်ပါတာကိုပဲရွေးပြီးတော့ထောင်းပါဒီကကြတော့အမွန်နဲ့တက်တာပြီးတော့မှပို့ပြီးတော့စားလို့ကောင်းတယ်ကဲငရုတ်ချမ်းမုံလေးနဲ့ကြက်သွန်ပြူလေးတွေထောင်းပြီးပြီဆိုရင်တော့လေးစိတ်စိတ်ထားတဲ့ကြက်သွန်နီလေးတွေထည့်လိုက်မယ်ကဲကြက်သွန်နီလေးတွေပါညက်သွားပြီဆိုရင်တော့အရသာတဲ့စားချုံမုံလေးထည့်ပြီးတော့မှနှမ်းစားအောင်မွေးထားပေးလိုက်မယ်ကဲပြီးရင်တော့ကျမတို့ပဲစီမွေးလေးဆန်းလိုက်မယ်ဆိုရင်တော့ကျမတို့ရဲ့ကြက်သွန်ငရုတ်သီးထောင်းလေးကစားလို့ရပါပြီရှင်အားလုံးကိုကျေးဇူးပါရှင်